Today, let's talk about the Vue.js. Let's go. So, views are valid solution. Now, React need to do better. React library, Vue framework. So, JavaScript framework, no? Now, Vue ne React ne ga ba equal le solution. React library ဖြစ်တဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့ router လိုအပ်တဲ့ setup ပေါ့နော်လိုအပ်တဲ့ဒီတခြား plugin library အကုန်လုံးကိုပြန်ထည့်ရတယ်ဟိုမှာ project တစ်ခုမှာလိုအပ်တဲ့ router ဒီ authentication စသဖြင့်ပေါ့အဲ့လိုပုံစံမျိုးတွေကို React ကပြန်ပြီးတော့ install လုပ်ရတယ်ဆိုတော့ဒီ framework ဖြစ်တဲ့ Vue တို့ Angular တို့ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးတို့ကဘေးရင်တခါလေးပါလာပြီးသားဆိုတော့ပို့ပြီးအဆင်ပြေတာပေါ့နော်ကျွန်တော်တို့ဒီ view ကကြတော့ view အခုဆိုရင် view 3ပေါ့ view 3 view 2ရှိတယ်